ဘေးမျိုးရန်ရဲ့ဘေးဟိုတယ်မှာကျင်းပတဲ့ဒေသဆိုင်ရာဟိုတယ်နဲ့ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကိုတင်းလိုက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးနဲ့တိုင်းဒေသကြီးဝန်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်။ဝန်ကြီးချုပ်ကတင်းလိုက်တိုင်းဒေသကြီးဟာမြန်မာနိုင်ငံရဲ့အရှေ့လျားဆုံးကိုင်းရန်ကိုပိုင်ဆိုင်ထားပြီးဘေးကျွန်းစုရဲ့တဘာဝအလှပအနဝါတယံဇာတနဲ့ဇီဝမျိုးစုံမျိုးကွဲတွေဟာအဖို့တန်တဘာဝအမွေနှစ်တွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်ဗိတ်ဒေတာဟာခီးသွွားလုပ်ငန်းသာမကရေလုပ်ငန်းပလဲမွေးမြူရေးပို့ကုန်လုပ်ငန်းနဲ့အန်ဝါအခြေပြုစီးပွားရေးတွေကိုချိတ်ဆက်ဖွံ့ဖြိုးနိုင်တဲ့အလားအလာကောင်းရှိတဲ့ဒေတာဖြစ်တယ်လို့ဆိုပါတယ်။ခီးသွွားဧည့်သည်အရေးအတွက်တိုးလာရေးတစ်ခုတည်းကိုသာမကြည့်ရွယ်ပဲဒေတာခံပြည်သူတွေရဲ့လူမှုစီးပွားဘဝတိုးတက်ရေးတဘာဝပတ်ဝန်းကျင်နဲ့ရင်းချင်းမှုအမွေနှစ်တွေကိုရေရှည်ထိန်းသိမ်းရေးဒေတာဖွံ့ဖြိုးမှုရဲ့အကျိုးကျေးဇူးတွေကိုပြည်သူတွေမျှတစွာခံစားနိုင်ရေးကိုဥတည်ဆောင်ရွက်ဖို့လိုအပ်ကြောင်းကိုလည်းဝန်ကြီးချုပ်ကအလေးပေးပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲမှာဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရှင်တွေကလုပ်ငန်းဆောင်ရွက်ရမှာကြုံတွေ့နေရတဲ့အခက်အခဲတွေလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးအကြံပြုတင်ပြခဲ့ကြသလိုသက်ဆိုင်ရာဝန်ကြီးတွေနဲ့တာဝန်ရှိသူတွေကပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါတယ်။အခမ်းအနားတွင်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရှင်တွေကတနင်္လာရီတိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအတွက်ကျပ်သိန်းနေရလူတန်းခဲ့ကြပြီးတော့ဝန်ကြီးချုပ်ကလက်ခံရယူကညီကုန်းချုပ်အမှာစကားပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်ကဘေကျွန်းစုကိုမြန်မာနိုင်ငံရဲ့ဂုဏ်ယူပွဲအန်ဝါခီးသွွားဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်ရေးအတွက်အစိုးရပုဂ္ဂလိကကဏ္ဍဒေသခံပြည်သူတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအပြည့်အလံယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးကြောင်းတိုက်တွန်းပြောကြားခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။